အားလုံးပဲမင်္ဂလာပါ Everyday English with Koju Channel နဲ့ပြန်လည်ကြိုဆိုပါရစေဒီနေ့ A1 A2 level grammar ရဲ့တက်တက်မြောက်ဗီဒီယိုဖြစ် comparative adjectives ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ comparative adjectives ဆိုတာကကျွန်တော်တစ်ခုနဲ့တစ်ခုနှိုင်းယှဉ်တဲ့အခါမှာသုံးပြတဲ့ adjective အကြောင်းပဲဖြစ်ပါတယ်ဥပမာအဖြစ်လှသောပိုလှသောဒါဆိုလို့ရှိရင်ဒါကကျွန်တော်တို့လှတယ်ဆိုတဲ့အရာကိုနှိုင်းယှဉ်လိုက်တာဖြစ်ပါတယ်လူ national လည်းဖြစ်နိုင်တယ်တတ်မဲ့ရာ national လည်းဖြစ်နိုင်တယ်အရာရှိကိုနှိုင်းယှဉ်တာလည်းဖြစ်နိုင်ပါတယ်ပူသောပိုရပူသောတော်တော်ပိုရတော်တော်စသဖြင့်ဒါတွေအားလုံးဟာ compare လုပ်တာဖြစ်ပါတယ်ဒါကြောင့်ဒီလို adjective တွေကိုကျွန်တော်က comparative adjectives လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့သူတို့ရဲ့ grammar rules တွေကိုမရှင်းပြခင်မှာသူတို့ရဲ့သုံးထားတဲ့ဝါကျနမူနာလေးကိုအရင်ကြည့်ပါမယ် The city is more interesting than the countryside အဲ့တော့မြို့ကပေါ့နော်ဒါ countryside လို့ခေါ်တဲ့ကျေးလက်ဒေသတွေထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောထားပါတယ်ဒုတိယစာကြောင်းမှာတော့ This house is older than my house ဒီအိမ်ကငါရဲ့အိမ်ထက်ပိုပြီးတော့မှအိုဟောင်းနေတယ်တဲ့ She is better at cooking now than before သူမကအရင်ကတည်းကစားလို့ရှိရင်အခုပိုပြီးတော့မှချက်တာပြုတ်တာတော်လာပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒီဝါကျတွေကိုကြည့်တဲ့အခါမှာကျွန်တော်ဒီမှာဆိုရင် interesting လို့ခေါ်တဲ့ adjective အတွက်သူ့ရဲ့ရှေ့မှာပိုရေးစိတ်ဝင်စားဖို့ကောင်းတော့ပိုရေးဆိုတဲ့အဓိပ္ပာယ်ပြောဖို့အတွက် more ကိုသုံးတာတွေ့ရမှာဖြစ်ပါတယ် old ပိုဟောင်းသောဆိုတဲ့เนาะအဓိပ္ပာယ်ကိုပြောချင်တဲ့အခါမှာတော့ old ဆိုတဲ့ adjective ကိုဒီမှာ ear ပေါင်းထားတဲ့ပုံစံတွေ့ရမှာဖြစ်ပါတယ်ဒီမှာကျတော့ more ပေါင်းထားတယ်ဒီမှာတော့ ear ပေါင်းထားတယ်နောက်တစ်ခုကကျတော့ဒီမှာကျတော့ better ဒီမှာကျတော့မတူတဲ့ပုံစံဖြစ်လာတယ်တော်သောကောင်းသောဆိုလို့ရှိရင်ကျွန်တော်က good လို့သုံးတာပေါ့နော်ဒီမှာကျတော့ better ဆိုတာမျိုးဖြစ်သွားတယ်အဲစသဖြင့်ပုံစံနဲ့မတူကွဲပြားနေတာကိုအများမှာလည်းဖြစ်ပါတယ်ဒါဟာဘာကြောင့်ဖြစ်နေရလဲဆိုတော့ grammar explanation ကိုကြည့်ကြအောင်ပါ We use comparative adjectives to compare two things or show change အဲ့တော့အရာတစ်ခုကိုနှိုင်းယှဉ်တဲ့အခါမှာ comparative adjectives ကိုသုံးပါတယ် or သို့မဟုတ် show change ပြောင်းလဲမှုတွေကိုဖော်ပြတဲ့အခါမှာလည်းပဲသုံးတာဖြစ်ပါတယ်The comparative form depends on the number of syllables in the adjective. အဲ့တော့ကျွန်တော် comparative form လို့ခေါ်တဲ့ခုနအပေါ်မှာမြင်ခဲ့သလို more ပေါင်းထားတာတွေ ear ပေါင်းထားတာတွေသို့မဟုတ်လုံးဝမတူတဲ့ပုံစံတွေဖြစ်နေရတွေအဲ့လိုပုံစံတွေဖြစ်နေရတဲ့အကြောင်းရင်းကကိုအသုံးပြုလိုက်တဲ့ adjective မှာပါနေတဲ့ syllables လို့ခေါ်တဲ့အတန်ဒီကြောင့်ဖြစ်ပါတယ်။ Okay ဒါဆို syllables ဆိုတဲ့အဓိပ္ပာယ်ကိုမရှင်းသေးဘူးဆိုလို့ရှိရင်အောက်ကအဓိပ္ပာယ်ရှင်းဆိုချက်ကိုကြည့်တဲ့အခါမှာပို့ပြီးတော့နားလည်တော့မှာဖြစ်ပါတယ်။ Adjectives with one syllable syllable ဆိုတာကစကားလုံးတွေကိုအတန်အဖြတ်အတောက်လုပ်လို့ရတဲ့ unit ဖြစ်ပါတယ်စကားလုံးတစ်လုံးကိုဖတ်လိုက်တဲ့အခါမှာအတန်ပတ်နှစ်တန်ပါလဲအမှ easy အမှဆိုအတန်နှစ်တန်ပါတယ်ဒါဆိုကျွန်တော်က two syllables လို့ပြောလို့ရတယ်နောက်ကကျတော့ hard hard အဲ့ adjective မှာဆိုလို့ရှိရင်တော့အတန်တစ်တန်ပဲပါတယ်ဒါကြောင့်အဲ့လိုမျိုးဆိုရင် one syllable လို့ပြောပါတယ်အဲ့တော့ဒီ comparative ပုံစံတွေပြောင်းလဲသွားတဲ့ဟာကကိုသုံးလိုက်တဲ့ adjective ရဲ့ syllable ပုံမူတည်ပါတယ်အဲ့ adjective က one syllable လို့ခေါ်တဲ့အတန်တန်နဲ့ပါတဲ့ adjective တွေဖြစ်နေမယ်ဆိုလို့ရှိရင်သူတို့တွေကိုကျွန်တော်က comparative form ပြောင်းတဲ့အခါမှာဘာလုပ်လဲဆိုတော့အနောက်မှာ er လေးပဲပေါင်းလိုက်ပါတယ်ဟုတ်ပြီနော်ဒါဆိုပြန်ပြောပါမယ်အတန်တန်နဲ့ရှိတဲ့ adjectives တွေကို comparative form ပြောင်းလိုက်တဲ့အခါမှာအဲ့ဒီ adjective တွေမှာအနောက်ကနေ er ဆိုတဲ့စကားလုံးလေးတွေပဲကပ်ပြီးတော့ပေါင်းလိုက်တာဖြစ်ပါတယ်ဥပမာအနေနဲ့ old အတန်တန်နဲ့ရှိတယ်သူ့နောက်မှာနော်ကျွန်တော် comparative ပုံစံပြောင်းလိုက်တဲ့အချိန်မှာ older ပို၍အိုဟောင်းသောဆိုတဲ့ပဲရသွားတယ် clean တန်သော cleaner ပို၍တန်ရှင်းသော clean တွေလည်း one syllable အဲ့တော့ one syllable ဖြစ်တဲ့အတွက်သူ့ comparative ပြောင်းတဲ့အခါမှာဒီမှာ er ပေါင်းသွားပါတယ် slow ဟုတ်ပြီနော် one syllable အတန်တန်ပဲရှိတယ်အဲ့တော့သူ့လည်း comparative ပြောင်းတဲ့အခါမှာ er ပေါင်းတာတော့ slower ဖြစ်သွားပါတယ်ဒါကြောင့်မို့လို့အတန်နဲ့ရှိတဲ့ adjective တွေကို comparative ပုံစံsorry ပုံစံပြောင်းပြီဆိုလို့ရှိရင်အနောက်ကနေ er လေးပဲပေါင်းအောင်မှာလည်းဖြစ်ပါတယ်ဒါပေမဲ့တချို့ adjective တွေကတော့အတန်နဲ့ရှိပေမဲ့သူတို့ရဲ့အဆုံးသတ်မှာ e ဆိုတဲ့ letter နဲ့အဆုံးသတ်ညာမျိုးတွေရှိတယ်အဲ့ခါကျလို့ရှိရင်တော့ကျွန်တော်က er ဆိုတဲ့နှလုံးမလို့တော့ပဲနဲ့ r ဆိုတဲ့ letter တစ်လုံးနဲ့ပဲကပ်ရတော့မှာလည်းဖြစ်ပါတယ်ဥပမာအနေနဲ့ safe one syllable ပဲရှိတယ်အဆုံးသတ်မှာ e နဲ့ဆုံးတယ်ဒါကြောင့်မို့လို့ comparative ပြောင်းတဲ့အခါမှာ r တစ်လုံးပဲကပ်လိုက်တော့ safer ဖြစ်သွားတယ် nights ကောင်းတော့နော်အမှဆိုလည်းပဲအဆုံးသက်က letter e နဲ့အဆုံးသက်နေဒါကြောင့်မို့လို့သူ့ကို nicer ပိုးကောင်းလို့ဆိုတဲ့ဒီပဲပြောင်းတဲ့အခါမှာ r လေးတစ်လုံးပဲကတ်လိုက်ပါတယ်နော်ဒါကြောင့် nicer nicer ဖြစ်သွားပါတယ် okay ဒါဆိုလို့ရှိရင်အတန်နဲ့ရှိတဲ့ one syllable ပဲရှိတဲ့ adjective တွေကို comparative ပုံစံပြောင်းတဲ့အခါမှာ er တစ်လုံးနဲ့ပဲသုံးပါတယ်ကဲ၍အဲ့ဒီ adjective တွေကအတန်နဲ့ရှိပြီး letter e နဲ့ဆုံးနေခဲ့မယ်ဆိုရင်တော့အနောက်မှာ r ဆိုတဲ့ letter တစ်လုံးပဲကဲရမှာလည်းဖြစ်ပါတယ်တချို့ adjective တွေကကြတော့လေသူတို့က vowel consonant တွေနဲ့ဆုံးနေရမျိုးရှိတယ်အဲ့တော့အဲ့လိုမျိုးအဆုံးသတ်နေတဲ့ adjective တွေရှိလာခဲ့မယ်ဆိုလို့ရှိရင် we usually double the consonant
အဲ့နောက်ဆုံးမှာရှိနေတဲ့ consonant ကိုကျွန်တော်တို့က double နှစ်ဆပြောင်းပေးရမှာလည်းဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ဒီမှာ vowel consonant ကိုတေချာမသိသေးဘူးဆိုလို့ရှိရင် vowel ဆိုတာပါလဲ a e i o u เนาะအဲ့ဒါဒီ vowel ဖြစ်ပါတယ်အဲ့တော့ a e i o u မဟုတ်တဲ့ general letters တွေအားလုံးက consonants ဖြစ်ပါတယ်အဲ့တော့အဲ့ဒီ adjective ကိုကြည့်လိုက်လို့သူတို့ရဲ့အဆုံးသတ်မှာเนาะ vowel consonant ရှိနေခဲ့မယ်ဆိုရင်နောက်ဆုံး letter ကိုနှစ်ဆလုပ်ပေးရတယ်တဲ့ဒီမှာဆို b i g big ကိုကြည့်တဲ့အခါမှာအဆုံးသတ်ကိုကြည့်လိုက်တော့ i ဆိုရဲဒါ vowel လေးတွေ့ရတယ် g ဆိုရဲ consonant လေးတွေ့တယ်ဒါကြောင့်မို့လို့သူ့ကို comparative ပြောင်းတဲ့အခါမှာအဆုံးသတ် consonant ဖြစ်တဲ့ letter g ကိုနှစ်ဆပြုလိုက်တဲ့အခါမှာ gg ဆိုပြီးတော့ဖြစ်သွားတယ်ဒါကြောင့် b i g g e or bigger ဆိုပြီးတော့မှအဓိပ္ပာယ်ပြောင်းသွားပါတယ်ပိုရိပ်ကြီးသောဆိုတဲ့အဓိပ္ပာယ်ပါ hot ပူသောအဲ့ကောင်ကြည့်လိုက်တဲ့အခါမှာလဲ o ဒီ vowel ဖြစ်ပါတယ် t ဒီ consonant ဖြစ်ပါတယ်ဒါကြောင့်သူ့ကိုပိုရိပ်ပူသောဆိုတဲ့ပြောင်းတဲ့အခါမှာနောက်ဆုံး letter နောက်ဆုံး consonant ဖြစ်တဲ့ပေါ့နော် t ကိုနှစ်ဆပြုလိုက်တဲ့အခါမှာ tt ဖြစ်သွားတယ်ဒါကြောင့် h o t t e or hotter ဆိုတဲ့အဓိပ္ပာယ်ရသွားပါတယ်ဟုတ်ပြီနော် okay ဒါဆိုရင်ကျွန်တော်တန်းနဲ့ပတ်သက်ပြီးတော့ရှင်းမယ်ထင်ပါတယ် okay ဒါဆိုလို့ရှိရင် adjectives with two or more syllables အတန်နှစ်တန်သို့မဟုတ်နှစ်တန်ထက်ပိုတဲ့ adjective တွေရှိလာပြီဆိုရင်ရောသူတို့ကိုဘာလုပ်မှာလဲအဲ့တော့ if a two syllable adjective ends in a consonant and why အတန်နှစ်တန်ရှိတဲ့ adjective က consonant ရဲ့ပြီးအသွင်အဆုံးသတ်က y နဲ့ဆုံးနေမယ်ဆိုလို့ရှိရင် we change y to I y ကို I ပြောင်းပေးရတယ် and ပြီးတော့ at er e ကနောက်ကနေထပ်ပြီးတော့ကပ်ပေးရတယ်အဲ့တော့နော် two syllable adjective တွေဖြစ်ပြီးတော့မှအဆုံးသတ်ကိုကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ consonant ဖြစ်နေမယ်ပြီးရင် y ဖြစ်နေခဲ့မယ်ဆိုရင်သူတို့ကို comparative adjective ပြောင်းတဲ့အခါမှာ y ကို I ပြောင်းပေးရတယ်ပြီးတော့အနောက်ကနေ e ဟာပေါင်းလိုက်တယ်เนาะအဲ့လိုပုံစံမျိုးသုံးရပါတယ်ဥပမာအနေနဲ့ noisy အတန်ဖတ်တဲ့အခါမှာ noisy two syllables ရှိတယ်အဆုံးသတ်ကြည့်တဲ့အခါမှာ consonant s ရှိတယ် letter y ရှိတယ်ဒါကြောင့်အဆုံးသတ် letter y ကိုဒီမှာ comparative ပြောင်းတဲ့အခါမှာ I ပြောင်းလိုက်တော့ noisi ဖြစ်သွားတယ်ပြီးအနောက်ကနေ e ဟာထပ်ပေါင်းတဲ့အခါမှာ noisier noisier ဖြစ်သွားပါတယ်ပိုရိပ်ဆူညံသောဆိုတဲ့အဓိပ္ပာယ်ပါ now happy အဲ့ဒီ adjective ကိုကြည့်တဲ့အခါမှာလဲ two syllable ဖြစ်တယ်နောက်အဆုံးသတ်ကိုကြည့်တဲ့အခါမှာ p consonant တွေ့တယ် y နော် y လေးရှိနေမယ်ဒါကြောင့်မလို့သူ့ကို comparative ပြောင်းတဲ့အခါမှာ yပြောင်းလိုက်ပြီးတော့နောက်ကနေ e ပေါင်းတဲ့အခါမှာ happier ပိုရိပ်ပျော်ရွှင်သောဆိုတဲ့အဓိပ္ပာယ်ရသွားပါတယ် easy two syllables ရှိပါတယ်အဆုံးသတ်မှာ consonant နဲ့ y နဲ့တွေ့တယ် yပြောင်း e ပေါင်းလိုက်တဲ့အချိန်မှာ easier easier ပိုရိပ်လွယ်ကူသောဆိုတဲ့အဓိပ္ပာယ်ရလာပါတယ်ဒါက two syllable ဖြစ်နေပြီးတော့မှအဆုံးသတ်က y ရဲ့ letter အဆုံးသတ်က consonant letter y ဖြစ်နေခဲ့မယ်ဆိုရင် yပြောင်း e ပေါင်းတဲ့ပုံစံဖြစ်သွားပါတယ်အဲ့တော့ we use more to make comparative phones for most other two syllable adjectives and for all adjectives with three or more syllables အဲ့တော့ more more ဆိုတဲ့စကားလုံးလေးကိုပေါ့နော်ဘာလို့ဆိုသူ့ရဲ့အဓိပ္ပာယ်ကလည်းပိုရိပ်ဆိုတဲ့အဓိပ္ပာယ်ပါပဲသူ့ကိုသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလေအခြား two syllable adjective တွေပေါ့နော်ခုနအပေါ်ကပြောလို့ consonant တွေ y နဲ့ဆုံးတာမဟုတ်ဘဲနဲ့တခြားအတန်နှစ်တန်ရှိတဲ့ adjective တွေရယ်ပြီးတော့အတန်နှစ်တန်ထပ်ပိုတဲ့ adjective တွေအားလုံးအတွက်ဆိုလို့ရှိရင်တော့ဘာမှထွေထူးထူးစဉ်းစားစရာမလိုဘူးသူတို့ရဲ့အရှင်မှာ more more လေးပေါင်းလိုက်ရုံနဲ့ပိုရိပ်ဆိုတဲ့အဓိပ္ပာယ်ရသွားပါတယ်ဥပမာ crowded လူပြည့်ကျက်သောဆိုတဲ့အဓိပ္ပာယ်ပြောတဲ့အခါမှာ crowded နော် crowded three syllables ဖြစ်တယ်or two syllables ဖြစ်တယ်အဲ့တော့သူ့ကို comparative ပြောင်းတဲ့အခါမှာ more crowded ဖြစ်သွားပါတယ် now stressful two syllables ပဲစိတ်ဖိစီးတော့ပေါ့နော်အဲ့ဒါကိုကျွန်တော်ကcomparative ပြောင်းတဲ့အခါမှာ more stressful ဖြစ်ပါတယ် now dangerous three syllables ရှိတယ်အဲ့ဒါကို comparative ပြောင်းတဲ့အခါမှာ more dangerous ဖြစ်သွားပါတယ်ဟုတ်ပြီနော်ဒါကကျတော့ two syllables သို့မဟုတ် more than two syllables ဆိုလို့ရှိရင်အဲ့ဒါတွေရဲ့အရှင်မှာပိုရိပ်ဆိုတဲ့ပဲရချင်ရင် more more လေးပဲပေါင်းလိုက်ပဲဖြစ်ပါတယ် right exception ဒီမှာ change လေးပြောထားပါတယ် you can either add or use more with two syllable adjectives such as common cruel gentle handsome likely narrow pleasant polite simple and stupid စသဖြင့်အခုဖော်ပြထားတဲ့ adjective တွေဆိုလို့ရှိရင်တော့နော်ကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိရင် ပဲပေါင်းပေါင်း ပဲပေါင်းပေါင်းအရှိကနေ more ပဲကက်သုံးလို့ရပါသေးတယ်တဲ့ဆိုတော့ဒီမှာ example နေနဲ့ I think life in the countryside is simpler than in the city countryside မှာရှိတဲ့ life က city မှာရှိတဲ့ life တဲ့ပို့ပြီးတော့ရိုးရှင်းတယ်အဲ့ဒီမှာဆို simple က two syllable ဖြစ်တဲ့အတွက်သူဒီ e ပေါင်းတဲ့ပုံစံနဲ့ r ပေါင်းတဲ့ပုံစံနဲ့ရေးထားဖြစ်ပါတယ်
ဒါပေမဲ့ဒုတိယဝကျမှာတော့ it's more simple to live the city because everything you need is there မြို့မှာနေတာပို့ပြီးတော့ရုပ်ရှင်နေဘာလို့လဲဆိုတော့ကိုလိုချင်တာအားလုံးအမှရှိနေလို့တဲ့အဲ့ဒီမှာတော့ simple ကလည်း choosable ဖြစ်နေပြီသူကတော့ more လေးသုံးထားတယ်ဆိုတော့ဒါကတော့ change ပေါ့လေနော်သူခုဖော်ပြထားတဲ့ဒီ adjective လေးတွေပါလာခဲ့မယ်ဆိုရင်တော့ကျွန်တော် comparative ပြောင်းတဲ့အခါမှာနော် era or သို့မဟုတ် more တွေကပ်ပြီးတော့သုံးလို့ရတဲ့ပုံစံတွေရှိပါတယ်တဲ့နော်ဒါဆိုဒီခေတ်ပြောခဲ့တဲ့အခါမှာone syllable ရှိမယ် two syllable ရှိမယ်တခြား two syllable တွေရှိတဲ့အခါမှာဘယ်လိုလုပ်ကြလဲဆိုတာတွေကို grammar rules တွေနဲ့ဖတ်ခဲ့ရလဲဖြစ်ပါတယ်နောက်တစ်ခုတင်နေကတော့ irregular adjectives တချို့ adjectives တွေကနော်သူ့ကိုနှိုင်းရှင်တဲ့ပုံစံတွေနဲ့ရေးလိုက်တဲ့အခါမှာကြတော့လေသူ့ရဲ့ပုံစံတွေက regular မဟုတ်တော့ဘူးပုံစံက e ရလည်းပေါင်းလို့မရဘူးရှက်နဲ့ more လည်းပေါင်းလို့မရဘဲနဲ့လုံးဝပြောင်းလဲသွားတဲ့ပုံစံတွေဖြစ်တယ်ဒါကြောင့်သူတို့ကိုကြတော့ irregular adjectives လို့ခေါ်ပါတယ်ဘာတွေဖြစ်မလဲဆိုတော့ good that and far ဒီလိုစကားလုံးလေးတွေဒီ adjective တွေပေါ့နောက်အဲ့ဒါတွေကကြတော့ irregular comparative forms တွေရှိတယ်သူတို့ကိုတော်တော်ဆိုပိုရေးတော်တော်လို့ပြောတဲ့အခါမှာ good က better ပြောင်းသွားတယ် bad ကကြတော့ worse ပြောင်းသွားတယ် far ကကြတော့ farther ဆိုတဲ့အဓိပ္ပာယ်မျိုးတွေပြောင်းသွားတယ်ပေါ့နော်ဒီလိုမျိုးပုံစံလုံးဝပြောင်းလဲသွားတာမျိုးကိုကြတော့ irregular adjectives လို့ခေါ်ပါတယ်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင် adjective တွေတော့ရပြီနော်ပုံစံလေးပြောင်းတတ်သွားပြီဆိုလို့ရှိရင်နှိုင်းရှင်ပြီးတော့ဝက်ကြမှာရေးရတော့မယ်သူကသူ့ထက်ပိုလာတယ်နော်ဒီအိမ်ကဟိုအိမ်ထက်ပိုပြီးတော့မှတစ်လွင်တောက်ပါတယ်ဈေးကြီးတယ်စသဖြင့်အဲ့လိုနှိုင်းရှင်တော့မယ့်အခါမှာနှိုင်းခံရမယ့်အရာတွေနှစ်ခုပါလာတော့မယ်နှိုင်းတဲ့ပုံစံကလည်း adjective ပုံစံတွေတည်သွားပြီအဲ့တော့အဲ့ခါမှာတော့ဘာလိုလာလဲဆိုတော့ then ဆိုရယ်နော်ဒီစကားလုံးလေးလိုလာပြီ when you want to say which person thing we are comparing with ကိုကဘယ်အရာတွေဘယ်လူတွေကိုနှိုင်းရှင်နေရလဲဆိုတဲ့အခါမှာသူကသူ့ထက်ဒီဟာကဒီဟာထက်ဆိုတော့အဲ့လိုမျိုးပေါ့ထက်ဆိုတဲ့စကားလေးပါလာဖို့အတွက်နော် then ဆိုတဲ့စကားလုံးလေးကိုသုံးရပါတယ်နော်အဲ့ဒါလေးပါလာမှသာလေ comparative form နဲ့သူ့ကိုတွဲသုံးလိုက်ချာဖြစ်နော်ထက်ပိုတော်သောထက်ပိုလာသောစသဖြင့်အဲ့လိုအဓိပ္ပာယ်လေးတွေရလာတာဖြစ်ပါတယ်အဲ့တော့ဝါကျထဲမှာကြည့်ရင် their house is cleaner than ours သူတို့အိမ်ကငါတို့အိမ်ထက်ပိုပြီးတော့တန်ရှင်းနေနော်အဲ့မှာဆိုလို့ရှိရင် then ဆိုတဲ့အဓိပ္ပာယ်ကထက် cleaner ဆိုတာပိုတန်ရှင်းသောထက်ပိုတန်ရှင်းနေဆိုတဲ့အဓိပ္ပာယ်ရသွားပါတယ် traffic is slower in the city than in the countryside အဲ့တော့ traffic ဆိုတဲ့ယာဉ်ကြောကပေါ့နော်မြို့မှာရှိတဲ့ traffic ဆိုတဲ့ယာဉ်ကြောက is slower than နော်ပိုပြီးတော့မှနှိကွေးတယ် in the countryside နော် countryside မှာထက်ပိုပြီးတော့မှနှိကွေးတယ်တဲ့ now after the race နော်ပြိုင်ပွဲနောက်ပိုင်းမှာ I was more tired than any ငါက any ထက်ပိုပြီးပင်ပန်းနေနော်အဲ့လိုအဓိပ္ပာယ်ဖြစ်သွားပါတယ်အဲ့တော့ then ကိုသုံးလိုက်ခြင်းအဖြစ်ထက်ဆိုတဲ့အဓိပ္ပာယ်ရတယ် comparative ပုံစံနဲ့တွဲလိုက်ရင်တော့ထက်ပိုလာတယ်ထက်ပိုပင်ပန်းတယ်ထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်စသဖြင့်ဒီအဓိပ္ပာယ်လေးတွေရလာတာလည်းဖြစ်ပါတယ်ဒါကတော့ comparative ပုံစံကိုပြောင်းတဲ့ပုံစံတွေရဲ့သူတို့ကိုသုံးတဲ့ပုံစံတွေထားလေးပဲဖြစ်ပါတယ်ဒါဆိုသူတို့ကိုနားလည်မှုပို့ပြီးတော့ရှိသွားအောင်လို့ grammar text လေးကိုကျွန်တော်တို့အရင်ဖြည့်ကြည့်ပါမယ်ဒါဆိုကိုဘယ်လောက်သိလဲဆိုတဲ့ပုံစံလေးသိသွားမှာဖြစ်ပါတယ်Okay တော့ဒီမှာတွေ့ပြီပေါ့နော်တွေ့ပြီဆိုတော့ဒါလေး scroll up လုပ်လိုက်ပါမယ် A grammar AYAT comparative adjectives မှာ choose the correct words မှန်ကန်တဲ့စကားလုံးတွေရွေးရမှာဖြစ်ပါတယ် Their car is nicer blank hours သူတို့ရဲ့ကားကငါတို့ထပ်ပို့ပြီးတော့ကောင်းတယ်ဆိုတဲ့အခါမှာဟုတ်ပြီ nicer comparative ပုံစံပါလာမှာတော့နောက်မှာနော်ဘာလာမလဲဆိုတော့ then မဲ့လာတော့မှလေ test ဆိုတဲ့စကားပါမှာပေါ့နောက်ကြောင့် then ကိုရွေးရပြီလေ Now I like to go to work early because the bus is blank after 8အဲ့တော့အလုပ်ကိုတဲ့စောသွားချင်တယ်ဘာလို့လဲဆိုတော့ bus ကားကတဲ့8နာရီနောက်ပိုင်းမှာတဲ့ဘာဖြစ်မှာလဲပို့ပြီးတော့လူကျက်မှာပေါ့နော် crowded two syllable ဖြစ်တယ်ဒါပေမဲ့သူက other two syllable adjective ဖြစ်တာ y နဲ့ဆုံးညာလည်းမဟုတ်ဘူး consonant sy နေလည်းပါလည်းမဟုတ်ဘူးเนาะဒါကြောင့်မို့လို့ဘာဖြစ်သွားလဲဆိုတော့เนาะ more crowded ဖြစ်ပါတယ် now flying is blank than driving အဲ့တော့ flying လေစီရတော့ပြန်တန်းရတာတွေက driving ထက်ပို့ပြီးတော့မှဘာဖြစ်မလဲ safe ပို့ပြီးတော့လုံခြုံတယ်ပေါ့နော်အဲ့တော့ safety one syllable adjective ဖြစ်တဲ့အတွက်เนาะသူကို comparative ပြောင်းတဲ့အခါမှာ r သို့မဟုတ် er ပြောင်းမယ် safety letter e နဲ့ဆုံးတာဖြစ်တဲ့အတွက်အနောက်မှာ r လေးပဲကပ်လိုက်တော့ safer safer ဖြစ်သွားပါတယ် now he's blank at football than me သူကဘောလုံးမှာငါတက်ပို့ပြီးတော့တော်တယ်အဲ့တော့ good ဆိုတဲ့ adjective ကလာတယ်သူ့ကို comparative ပြောင်းတဲ့အခါမှာbetter ဆိုတဲ့ပုံစံပြောင်းသွားတယ်ပေါ့နော်ဒါကြောင့်မလို့တရားဖြစ်မှာမှာ we're going to move to the city when our children are ငါတို့ကလေးတွေကပို့ပြီးတော့နော်ကြီးလာပြီဆိုရင်ငါတို့မြို့ကိုပြောင်းတော့မယ်တဲ့ဒါဆို big ကနော် big ကို big ဆိုတဲ့ adjective ကိုကြည့်တဲ့အခါမှာ vowel နဲ့ consonant တွေရဲ့အတွက်
နောက်ဆုံး letter နှစ်ခုနောက်ဆုံး consonant ကို double လုပ်ဖို့လိုတယ်ဒါကြောင့် G သည် GG ဖြစ်လာတဲ့အတွက် BIGGER ဘေကဖြစ်သွားပါတယ်နောက်တစ်ခု she thinks her job is blank because she works with difficult people သူမက difficult people တွေနဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူမအလုပ်ကပို့ပြီးတော့စိတ်ဖိစီးမှုများတယ်အဲ့တော့ stressful two syllables adjective ဖြစ်တဲ့အတွက်ရှေ့မှာ more ခံပေးပါတယ်အဲ့တော့ more stressful နောက်တစ်ခုကကြတော့ this town is blank than my hometown ဒီမြို့ကငါရဲ့မွေးရမြေထက်ပိုပြီးတော့ကွက်လက်ဖြစ်တယ် there's a lot of traffic တွေကလည်းအများများတယ်အဲ့တော့ပိုပြီးတော့ဆူညံတယ်ဆိုတဲ့အခါမှာ noisy ဒီ two syllable adjective ဖြစ်ပြီးတော့မှသူဒီ consonant ရဲ့ y ရဲ့ဆုံးတာဒါကြောင့်မို့လို့ y ကို i ပြောင်း er ပေါင်းတဲ့အခါမှာ noisier ဖြစ်သွားပါတယ်နောက်ဆုံးတစ်ခုမှာတော့ her mark in the exam was blank than mine အဲ့တော့ဆမမှာသူမရဲ့အမှတ်ကငါချက်ပို့ပြီးတော့မှဆိုးတယ်အဲ့တော့ဆိုးတာက bad ဆိုတဲ့ adjective ကလာပါတယ်အဲ့ဒါကို comparative ပြောင်းတဲ့အခါမှာ words ဖြစ်ပါတယ်သူတို့ဒီ irregular adjective ဖြစ်ပါတယ်ဒါကြောင့်ဒီကောင်ကိုယူလိုက်ပါမယ်အဲ့တော့ finish ဖြေမှန်ဆက်လိုက်တဲ့အချိန်မှာဘယ်လောက်ရလဲဆိုတော့8 out of 8ပါအကုန်မှန်ပါတယ် okay ဒါဆို text 1ပြီးသွားပြီဆိုတော့ text 2ကိုနောက်ဆုံးတစ်ခေါက်အနေနဲ့လုပ်ကြည့်ရအောင်ပါနော်အဲ့တော့ဒီမှာဘယ်လိုလေ့ကျင့်ခန်းတွေခိုင်းတာလဲဆိုတော့ choose the correct words ပါပဲနော်အဲ့ number 1မှာက Ariel moved to the countryside because he wanted a blank life Ariel က countryside လို့ခေါ်တဲ့ကျေးလက်ဒေသကိုပြောင်းရွှေ့လာတယ်ဘာလို့လဲဆိုတော့သူကနော်ကွက်လက်ဖြစ်တဲ့ life ကိုလိုချင်ခဲ့လို့နော် peaceful ဖြစ်တာ peaceful ဒီ two syllable ဖြစ်ပါတယ်เนาะဒါကြောင့်မလို့သူ့ကို comparative ပြောင်းတဲ့အခါမှာ more ကပ်ပါတယ်အဲ့တော့ more peaceful ဖြစ်သွားပါတယ် number 2မှာက she's blank in the city because she has a lot of friends there အဲ့တော့အမှတကယ်ချင်းနေအများကြီးဖြစ်တဲ့ကြောင့်လို့သူမကမြို့မှာဘာဖြစ်လဲဆိုတော့ပို့ပြီးတော့ပျော်တယ်က happy the two syllables consonant p ရဲ့ y နဲ့ဆုံးသက်တယ်ဒါကြောင့်မလို့ y ကို i ပြောင်း e ပေါင်းတဲ့အခါမှာ happier ဖြစ်သွားပါတယ်3. I feel blank if I go for a walk in the forest with my dog. ငါရဲ့ခွေးနဲ့နော်ဒါ forest တဲ့တောထဲကိုသွားပြီးတော့မှလမ်းလျှောက်ထွက်ရင်ငါပို့ပြီးတော့မှ relax ဖြစ်တယ်စိတ်သက်သာရတယ်ပေါ့နော်အပန်းပြေတယ်အဲ့တော့ relax ဒီ two syllables adjective ဖြစ်တဲ့အတွက်သူ့ကို comparative ပြောင်းတဲ့အခါမှာ more relax ဖြစ်ပါတယ် 4. It's blank in the mountains than at the seaside. အဲ့တော့ပင်လယ်ဘေးမှာထက်အစားလို့ရှင်ပေါ့နော် mountains တွေတောင်တန်းတွေပေါ်မှာနေရာကပို့ပြီးတော့မှအေးတယ် cold one syllable ဖြစ်တဲ့အတွက်ဘာမှတွေးစရာမလိုဘူး er လေးပေါင်းနိုင်အောင်ပါပဲ colder 5 he said that famous people are blank than his family အဲ့တော့သူကပြောတယ်တဲ့နော်နာမည်ကျော်ကြားတဲ့သူတွေကသူ့ရဲ့မိသားစုမှာပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ် but I think he's wrong ဒါပေမဲ့သူမနေလို့ကျွန်တော်ထင်တယ်အဲ့တော့ interesting ဆိုတဲ့ adjective ဒီinteresting three syllable ဖြစ်တဲ့အတွက် more ပဲကြိုက်အောင်ပါပဲအဲ့တော့ more interesting ဖြစ်ပါတယ် 6 number 6က the vegetables from my garden are blank than the ones in the supermarket ငါ့ဥယျာဉ်ချမီထဲမှာရှိတဲ့ဟင်းသီးရက်တွေကပို့ပြီးတော့ကွက်လက်ဖြစ်တယ်ပေါ့နော် supermarket မှာရှိတဲ့ဟာတွေပို့ပြီးတော့မှအရသာရှိတယ် tasty ဖြစ်တယ် tasty ဒီ two syllables နော်အဲ့တော့ဘာနဲ့ဆုံးနေလဲဆိုတော့consonant t ရဲ့ letter y နဲ့အဆုံးသတ်တာဖြစ်တယ်ဒါကြောင့်မလို့ comparative ပြောင်းတဲ့အခါမှာ tasty ရဲ့ y i ပြောင်း e ပေါင်းတော့ဒီပုံစံလေးဖြစ်သွားပါတယ် core နံပါတ်9မှာ the noise from the traffic is blank if you live near a busy road မင်းကပေါ့နော်ဒါကတကယ်ကိုရှုပ်ရှက်ခတ်နေတဲ့နော်လမ်းမဘေးမှာနေတယ်ဆိုလို့ရှိရင်တော့ traffic ရဲ့ဆူညံတန်တွေကပိုဆိုးတယ်ပေါ့နော်အဲ့တော့ဆိုးတာက bad ဖြစ်တဲ့အတွက်ကြောင့်မလို့သူကirregular adjective ဖြစ်တဲ့အတွက်သူ့ကို comparative ပြောင်းတဲ့အခါမှာ words ဖြစ်ပါတယ်နံပါတ်10ခုမြောက်က thank you for cleaning the kitchen ဒီကိုကြောင့်ရှင်းပြတဲ့ကျေးဇူးတင်ပါတယ် it's much blank now ခုပို့ပြီးတော့တန့်သွားပြီเนาะအဲ့တော့ clean the one syllable adjective ဖြစ်တယ်ဒါကြောင့်ဘာမှတွေးစရာမလိုဘူး comparative ပြောင်းရင် er ပေါင်းလိုက်အောင်ပဲဖြစ်ပါတယ်ဒါဆိုဖြည့်ကြည့်ပါမယ် finish okay အဲ့တော့အကုန်လုံးမှန်ပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့မှာ comparative adjectives နဲ့ပတ်သက်ပြီးတော့ဒါလေ့လာခဲ့ရမယ်ထင်ပါတယ်ပြီးတော့သဘောတရားလေးတွေရဲ့ပြောင်းတဲ့ပုံစံလေးတွေကိုလည်းနားလည်သွားမယ်ထင်ပါတယ်ဟုတ်ကဲ့ဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲခင်ဗျာအချိန်ပေးကြည့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေပြန်လာခဲ့ပါမယ်အားလုံးပဲတက်တာပါ